lesson မှာကတော့ကိုတိထားတဲ့ CA minor FG ကိုပဲပုံစံပြောင်းတော့မယ်ဘယ်လိုတီးမလဲ plugin မှာတီးရဲ့ CA minor FG ကိုကြည့်အောင်အဲ့တော့ cusy ကိုဒီတိုင်းကင်ထားတယ်ဟုတ်ပြီဒါ cusy ပြီးရင်ခေါ် A minor ကိုကင်မယ်ဆိုလို့ရှိရင်လွှတ်လိုက်လို့ရတယ်တော့ A minor 7လို့ခေါ်တယ်ဒါပေမဲ့ဒီကောင်ကို plugin မှာတီးလို့ရတယ်နော်ဒီခပ်ပူကဒီတိုင်းညက်ထားတာမြင်တာအောင်လို့ခပ်ပူလွတ်လိုက်ရင်လည်းဒီတိုင်းပဲနော်ခပ်ပူညက်ထားလဲပို့ပြီးတော့မြင်ရတယ်ပေါ့နော်ဒီ ring ကိုလိုချင်လို့ဆိုတော့ပြဿနာမရှိဘူးခပ်ပူဘယ်နှညက်တာမညက်လဲရတယ်ပြဿနာမရှိဘူးအဓိကပြောချင်တာကခေါ်ပုံစံဆိုတော့ C ပြီးရင်ဒီလက်ကျွဲကိုလွတ်လိုက်ဒါဆိုရင် A minor 7ဒါပေမဲ့ A minor နေရာမှာ plugin တီးရင်အစားထိုးပြီးတော့တီးလို့ရတယ်ဒါကိုမှတ်ထားဒီပုံစံအတိုင်းဆိုရင် C ဒီကောင်လွတ်လိုက်တယ်ဆိုရင် A minor သူ့ရဲ့ base က5ကျိုးနော် C ရဲ့ base ကလည်း5ကျိုးပဲ A minor ရဲ့ base ကျိုးကလည်း5ကျိုးပဲပြီးရင်ဒီလက်ကအောက်ဆင်းပြီးတော့4ကျိုး3ခွက်ကိုဖိလိုက်တယ်ဆိုရင်ဒါက F ကောဖြစ်သွားတယ်ကြည့်မလားဆိုတော့ဒီခွက်ကဖိထားလဲအတန်းဒီအတန်းပဲလွတ်ထားလဲအတန်းဒီအတန်းပဲမပြောင်းပါဘူးနော်အဲ့တော့ကိုကဖိထားခြင်းလားလွတ်ထားခြင်းလားပြဿနာမရှိဘူးဟုတ်ပြီ C ပြန်ကြည့်မယ်လွတ်လိုက်ရင် A minor ပြီးဒီမှာဖိလိုက်ရင် F ပြီးရင်ဒီမှာဖိရင် G ဖြစ်သွားတယ်ကြည့်မယ်နော် G ဒါပေမဲ့ G ကလက်တန်း3ကွက်မှာထောက်လိုက်တယ် G အဲ့တော့ဒီတိုင်းလေးဒီလက်ကလေးတစ်ချောင်းကိုလှုပ်သွားရုံနဲ့ CA minor FG တီးလို့ရပါပြီကြည့်အောင် C ပြီးရင် A minor ပြီးရင် F ပြီးရင် G နော်အဲ့ဒါကို pattern က base 3 tin နဲ့တီးမယ် base 3 2 3နဲ့တီးနော် base 3 2 3 base 3 2 3 base 3 2 3 ပြီး F base 3 2 3ပြီး G base 3 2 3 base 3 2 3plugin မှာဒီ curve လေးတွေကအများဆုံးသုံးတယ်ဆိုတော့ဒီ curve ချိတ်တွေကိုရအောင်ကျင်လာရမယ်ကဲကြည့်အောင်နောက်ထပ်တရှင်းတီးဖို့နာအတွက်သူ့ကို plugin မှာတရှင်းတီးတော့မယ်တရှင်းတီးမယ်ဆိုရင်မျက်နှာချင်းဆိုရယ်တရှင်းတီးမှာပေါ့နော်ဆိုတော့အဲ့ဒီအတွက် intro လေးနဲ့တီးအောင်လှလှလေးတီးအောင်တခုသင်ပေးမယ်တစ်စောင်းလုံးကြည့်ရတဲ့တရှင်းဆိုတော့Cusyခုနကပြထားတဲ့ chord ဒီကိုပဲလက်တန်းကို3ခွက်မှာထောက်ထားရင်းနဲ့ပြောင်းလာဆိုတော့ကြည့်မယ်နော် C ဒါပေမဲ့ pattern တော့ပြောင်းသွားတယ်ပထမဦးဆုံးလက်တန်းမထောက်ဘဲနဲ့တီးမယ်ဆိုရင် base 3 2 3လက်တန်းထောက်ပြီးတီးမယ်ဆိုရင် base 3 1နဲ့တီး base 3 1နဲ့ပြီး A minor ဆိုရင်ဒီလက်ကိုလွတ်လိုက်ပြီးရင်ဒါ F ပြီး G ဆိုရင်ပေါ်တက်လိုက်G ဒီ base ကိုတီးပြီးရနဲ့ဒီလက်ညှိုးကလွတ်ထားလိုက်လို့ရပြီပြီးရင် C ပြန်လာဒါလေးပဲပတ်ချလိုက်တီးနေအောင်ပဲမျက်နှာချင်းဆိုရဲတချင်တီးလို့ရပြီကြည့်အောင် base 3 1နဲ့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 လိုက်တီးလို့ရပြီနော်လိုက်တီးတချင်လိုက်ဆိုလို့ရပြီဒီလေးပဲဒီပဲပဲမ
ဒီချင်းလေးကိုမရသေးဘူးဆိုလို့ရှိရင်အနည်းလေးပြန်ကြည့်ပြီးတော့မှအချိန်ချင်းပြန်ပြီးတော့တီးလိုက်ဆိုလိုက်လို့လို့ရတယ်အဲ့တော့ဒီချင်းလေးကိုလက်လာလေးတီးငင်းငင်းလေးတီးဆိုတော့ဒီမှာ accent ရဲ့အကြောင်းလေးရှင်းပြမယ် base ကိုနည်းနည်းလေးပြင်ပြင်တီးသုံးကျိုးဖွားဖွားလေးတီးတစ်ကျိုးကိုပြင်ပြင်တီးနှစ်ကျိုးကိုပုံမှန်တီးအဲ့တော့6ကျိုးကပြင်ပြင်တီး3ကျိုးကိုဖွားဖွားလေးတီးတစ်ကျိုးပြင်ပြင်တီးနှစ်ကျိုးကတတာလေးတီးအဲ့တော့ဒူ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 ပြင်ပြင်တီးဆိုရင်တအားကြီးအဲ့လိုပြင်ခိုင်းတာလည်းမဟုတ်ဘူးပေါ့နော်သူကပုံမှန်အားဆိုရင်ဒါပုံမှန်အားပုံမှန်အားဒီလောက်ဆိုရင်သူလည်းနေနေပြင်ပြင်တီးအဲ့လောက်အတန်ကြည့်ရမယ်လောက်ကောတော့လေ gain နည်းနည်းတင်တီးနော်3ကျိုးကတော့ပေါ်လေးပဲသူအတန်ကိုချော့ဟို voicing technique ကိုလည်းဒီခါလေးပြပြပေးလိုက်တာဆိုတော့ပို့ပြီးတော့နားထောင်လို့ကောင်းဒီနိုင်ပါလိမ့်မယ်နော်ဆိုတော့မရသေးဘူးဆိုလို့ချင်းဗီဒီယိုပြန်ရေးပြီးတော့ဖြည်းဖြည်းချင်းကြည့်မင်းသားလေးဘယ်လိုကင်သွားလဲတီးလို့ရအောင်လို့လုပ်ပေးလိုက်တာဆိုတော့ကြည့်လား